1920 ဝန်းကျင်လောက်တမိုင်းကိုပြန်ကြည့်တဲ့အခါမှာဒီပင်တေကုတ်တွေခံချက်ရှိတဲ့ဝိညာဉ်တော်ရဲ့နိုးထမှုကိုလက်ခံတဲ့ဒီ AG Assembly ဒီ AG သာသနာတွေရောက်လာတဲ့အခါမှာရွာတွေမှာနိုးထမှုဖြစ်လာတဲ့အခါမှာအဖို့ခအများရှိခဲ့တယ်နော်ကျွန်တော်တို့တမိုင်းကိုပြန်ဒီလိုကြည့်တဲ့အခါမှာဆုတောင်းရင်တုံတယ်ဝိညာဉ်တော်ဘာသာစကားပြောရင်လူတွေကကြောက်လန့်ကြပြီးတော့မှဒီအဖွဲတွေနတ်ပူးတဲ့အဖွဲတွေထင်တယ်ဆိုပြီးတော့မှမောင်းထုတ်ခါတဲ့ရွာကနေတချို့သောသူတွေဆိုရင်ရွာတဲ့ကအဝေမခံမှုအေဝိလိဆရာတွေလာရင်မောင်းထုတ်တယ်အဲ့ဒီခေတ်ကာလမှာတခြားသောညီကိုတင်းတော်တွေကအများရှိနှင့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီဓမ္မပညာတွေဟောပြောတာတွေဘာတွေကိုသူတို့လက်မခံဘဲနဲ့ဒီတုန်းကစတာနာပြုဆရာတွေဘလို့မှုတော်ဆောင်ခဲ့ရလဲလို့ပြောရင်လူနာတွေကိုပေးပြောက်နတ်ဆိုးတွေနတ်နင်ထုတ်တာတွေနတ်စားတွေများကြတဲ့အခါမှာအနာရောဂါရှိတဲ့လူတွေကိုဆုတောင်းပေးပြီးဝိညာဉ်တကိုးနဲ့အမှုတော်ဆောင်ခဲ့ရတာအဲ့ဒီ Pentecostal ခံဖြစ်ရှိခဲ့တဲ့ဆရာတွေကဒီလိုတရားဟောတာတွေဘာတွေဟောခွင့်မရှိဘူးအဲ့ဒီရွာမှာရှိတဲ့ဖျားတဲ့လူကိုဆုတောင်းပေးကျမ်းမာမှဝင်ခွင့်တရားဟောခွင့်ပြုမယ်ဆိုတော့ဝိညာဉ်တကိုးနဲ့အမှုတော်ဆောင်ခဲ့တာတနည်းပြောမယ်ဆိုရင်အဖို့ကအများရှိတယ်ဒါကျွန်တော်တို့ရှိရကျွန်တော်တို့လက်ထက်တုန်းကအထိကျွန်တော်တို့ကျောင်းတက်ပြီဆိုရင်ကျွန်တော်တို့ကလေးတွေချင်းချင်းစကားပြောကြတယ်မင်းဘယ်တင်းတော့လဲလို့ပြောဟာငါတို့က AG တင်းတော့ပါလို့ပြောရင်အိုးမင်းတို့ကဆုတောင်းရင်အယံអော်တဲ့အဖွဲကလားအပြောခံဂရိဖုန်အင်းနဲ့ရောကရှွန်ဖုန်အီအဲ့လိုပြောခံတုံတဲ့အဖွဲလားတဲ့မင်းတို့ပြောချင်တဲ့သဘောကဝိညာဉ်တော်နဲ့ပြေဝခဲ့တဲ့လက္ခဏာတွေကအလကားရခဲ့တာမဟုတ်ဘူးအဖို့ကအများရှိတယ်အပြောခံရတယ်တကယ်ချင်းကြားထဲမှာကိုယ့်အသင်းတော်နာမည်တော်မပြောရဲတဲ့အချိန်တွေရှိခဲ့တယ်နော်နိုးထမှုတိုင်းမှာအဖို့ကရှိတယ်အပြောင်းလဲတိုင်းမှာကျွန်တော်တို့ကအဖို့ကလေးတွေရှိတယ်ညီကိုမောင်နှမတို့အခုကျွန်တော်တို့ဒီဆော့လော်တို့ဒီဖောင်းချောင်တို့ဘက်မှာတမိုင်းရှိပါတယ်ဒါတမိုင်းရှိတယ်ဝိညာဉ်တော်နဲ့ပြေဝတဲ့ဆရာနော်အသက်ခံရတဲ့အထီးရှိခဲ့တယ်တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝပြီးတော့မှဟောတဲ့အခါမှာအသက်ခံရတဲ့အထီးရှိတယ်တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝပြီးအခြားသောဘာသာစကားပြောပြီး prophet တွေပြုတဲ့အတွက်ကြောင့်မာရွတ်တဲ့ဆရာဆိုပြီးတော့မှအသက်ခံခဲ့ရတဲ့ရာဇဝင်တွေရှိပါတယ်ခင်ဗျပြောချင်တဲ့သဘောဒီတင်ယခုရတဲ့အခြားသောဘာသာစကားတင်ယခုရတဲ့နိုးထခြင်းဟာအခုချိန်မှာလွယ်ပေမဲ့ရှေ့ကပေးဆက်ခဲ့ရသောသူတွေကမလွယ်ခဲ့ဘူးဆိုတော့သဘောပေါက်စေချင်တယ်ဒါကြောင့်ဒီအချိန်မှာကျွန်တော်တို့ကငြိမ်သက်ပြီးတော့မှအသင်းတော်တွေဟာအတိုက်ခိုက်တွေတိတ်မရှိတော့တဲ့အခါမှာငြိမ်သက်သွားပြီးတော့မှလူနီးလူဟန်လူရဲ့အကြံစီတွေပဲအသင်းတော်မှာပြည့်လာတာဝိညာဉ်တော်မလှုပ်ရှားတော့တာဝိညာဉ်တော်ကိုလက်မခံတော့တာခုနပြောတဲ့တလောက်အဖို့ကပေးခဲ့ပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဥဆောင်မှုကိုအသင်းတော်ဟာအကျွမ်းမဲ့ခံယူပြီးသာသနာပြုခဲ့တဲ့နေရာတွေအသင်းတော်တွေတောင်မှအခုချိန်မှာအဲ့ဒီဝိညာဉ်တော်ရဲ့လှုပ်ရှားမှုတွေကိုလက်မခံတော့ဘူးဝိညာဉ်တော်ကိုနေရာတိတ်မပေးတော့ဘူးလူညံလူအုံနောက်တွေနဲ့ပဲလူအဖွဲ့စည်းဆန်ဆန်ပဲလှုပ်ချင်ကြတဲ့အရာတွေကိုပြန်ကြားတဲ့အခါမှာစိတ်မကောင်းဒီကနေ့အသင်းတော်တိုးပွားခြင်းဟာကျွန်တော်တို့ရဲ့ပွားများခြင်းဟာဘု து ရဲ့အဆုံးအမလို့ပြောပါတယ်ခင်ဗျတန်ရှင်တော်ဝိညာဉ်တော်ဤအဆုံးအမ၌၎င်းအသင်းတော်ဟာဝိညာဉ်တော်ပိုင်တဲ့အသင်းတော်ဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကပဲအသင်းတော်ကိုစိုးပြေစေတာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကပဲအသင်းတော်ကိုဥဆောင်စေတာဖြစ်ပါတယ်လက်ခုပ်တီးပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်နေရာပေးအောင်